အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ Binance application နဲ့ဝင်ပေးလိုက်ပါ Binance application နဲ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်အရင်ဆုံးပြောချင်တာကကျွန်တော်တို့က USDT မဟုတ်တဲ့ coin တွေကို USDT နဲ့လဲချင်တာဆိုလို့ရှိရင်လဲလို့ရမယ်နည်းနှစ်နည်းကိုဒီ video ထဲမှာကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ဒီအရင်ဦးဆုံးအနေနဲ့ပေါ့နော်ကျွန်တော် trade application နဲ့tradeထဲဝင်လိုက်ပေါ့နော် trade ထဲဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ combat ဆိုတာကိုမြင်တွေ့ရလိမ့်မယ် combat spot margin buy and sell P2P ဆိုတော့ပြရှိမယ်ကျွန်တော်တို့ကလဲမှာဆိုလို့ရှိရင်လိုက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဲ့ combat ဆိုတာလေးကိုနှိပ်လိုက်ဟုတ်ပြီနော် combat ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမဲ့ from to ဖြစ်နေတယ် from ဆိုတာက USDT ကနေပြီးတော့တွန်ကွိုင်အောင်လဲမှာဟုတ်တယ်နော်ကျွန်တော်တို့ကလဲချင်တာကဒီတွန်ကွိုင်းနေပြီးတော့ USD ကိုလဲချင်တာဆိုလို့ရှိရင်ဒီနေရာကပြောင်းပြန်ဖြစ်နေတာဖြစ်တဲ့အတွက် from ဆိုတော့ဒီနေရာမှာကြိုက်တာဖြစ်လို့ရတယ်ဒီနေရာမှာကြိုက်တာဖြစ်လို့ရတယ်နော်ဒီနေရာမှာတွန်ထားလဲရတယ် BTTC ထားလဲရတယ် .coin ထားလဲရတယ်နော် HAN ထားလဲရတယ်အကုန်အစုံထားလို့ရတယ်ဥပမာကျွန်တော်ဒီတွန် coin နှိပ်လိုက်မယ်နော်ကျွန်တော်မှရှိတာက 0.54 တွန်ရှိရပေါ့နော်ဒီတွန် coin ကနေဟုတ်ပြီနော်ဒါဆိုရင်from နေရာမှာတွန်ဖြစ်သွားပြီဆိုလို့ရှိရင်တွန်မှဘယ် coin ကိုလဲမှာလဲ2ဆိုတာဘယ် coin ကိုလဲမှာလဲကျွန်တော်လဲချင်တာ USDT ဖြစ်တယ် USDT ဆိုတော့ဒီနေရာမှာ USDT မဟုတ်ဘူးဖြစ်နေတယ်2နေရာမှာ USDT မဟုတ်ဘူးဖြစ်နေဆိုတော့ USDT ပြောင်းလိုက်ပေါ့နော်โอเคလို့ဆိုလို့ရှိရင်ကျွန်တော်တွန် coin ကနေပြီးတော့ from တွန် coin ကနေပြီးတော့ to USDT ဒါဆိုရင်ကျွန်တော်တို့ကလဲလို့ရသွားပြီဒီနေရာမှာသတိထားရမှာကဒီတွန် coin က USDT amount 0.01 မပြည့်ရင် USDT နဲ့လဲလို့မရဘူးပေါ့နော်အကုန်လဲမှာဆိုလို့ရှိရင် mask ကိုနှိပ်ပြီးတော့လဲလို့ရတယ်mask ကိုနှိပ်လိုက်ဒါဆိုရင်ဒီမှာလာပေါ်လိုက်မယ်ပြီးရင် preview ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ဆိုလို့ရှိရင်တော့ conference ဆိုတာလေးနှိပ်လိုက်ရင် auto လဲသွားမှာပေါ့နော်ဒါကတော့ဒီ trade ထဲကိုဝင်ပြီးတော့ combat ကိုနှိပ်ပြီးတော့လဲတဲ့နည်းပေါ့နော်နောက်တစ်နည်းထုတ်လုပ်ပြမယ်home ကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ asset တဲကိုဝင်လိုက်ပေါ့နော် asset တဲဝင်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုလဲချင်တဲ့ coin ဘဲ coin မဆိုရွေးလို့ရရပေါ့နော်ဒါပေမဲ့သတိထားမှာကကိုလဲချင်တဲ့ coin က 0.01 ပြည့်မှသာလေ USDT နဲ့လဲလို့ရမှာဖြစ်တယ်ပေါ့နော်မပြည့်ရင်လဲလို့မရဘူးဆိုတော့ဒီမှာကျွန်တော်တွန် coin ကိုကြည့်လိုက်ပါတွန် coin ဆိုလို့ရှိရင်တွန် 0.54 ရှိတယ် USDT က 1.70 ရှိရပေါ့နော်ဒီမှာပါကျွန်တော်မြင်သွားအောင်ပြပါမယ်ဒီမှာပါ1.70 ပေါ့နော်အဲ့ဆိုလို့ရှိရင် 0.01 ထက်ကျော်နေပြီလဲလို့ရတယ်အဲ့ဒါနှိပ်လိုက်ကိုလဲမဲ့ကွာနှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ combat ကိုနှိပ်လိုက်ပြီးရင်တော့ဒီနေရာမှာ USDT ကိုပြောင်းပေးလိုက်ပါ mask ကိုနှိပ်လိုက်အကုန်လုံးလဲမှာဆိုလို့ရှိရင်preview နှိပ် conference ဆိုတာနှိပ်လိုက်ရင် auto လဲတော့မှာဖြစ်ပါတယ်ဒါကတော့အဲ့လိုမျိုးလဲရတာပါเนาะ